ဟုတ်ကဲ့ဒီမှာပါအဲ့ဒီကျွန်တော် channel တင်ပေးရမယ် channel ကျွန်တော် download ရှိပါမယ်အဲ့ download လေးကို download လိုက်ပါကျွန်တော် channel ပို့ရရှိပါတယ်အဲ့ channel link ကိုလည်းကျွန်တော် description မှာချထားပေးပါမယ်ခင်းရဝင်လိုက်ပါအေးဒီကျွန်တော် data နဲ့ better စနစ်ဘယ်လိုဟမ်းမပြောပြအောင်ဖြစ်ပါတယ်ခင်းရဝင်ခဏဆောက်ပါခွေးလေးများဒီတော့တော်တော်ကြာကြာဆောက်ပါမယ်ဟောလုံး key လို့တဲ့ better key လို့တဲ့ပါပါအဲ့ data ပါအင်္ဂလိပ်နဲ့ရပါဒီ upload ဒီ upload နေရာဒီဘောမှာရှိတာလေကျဲရဲ့နာမည်ထည့်လိုက်ပါကျွန်တော် Redder လို့ပဲထည့်လိုက်ရအောင်ပြောစရင်တော့ Redder script ကကျွန်တော် channel မှာပဲပေးတာပါတယ်ဒါမှ copy လိုက် Redder ကို copy လိုက်ပါကိုယ်ပြောစရင်အောက်ကနေရာမှာထည့်လိုက်ပါခင်ဗျာပြီးတော့အောက်က script ဆိုတာနှိပ်လိုက်ပါပြီးတော့အောက်က execute ဆိုတာ share အဲ့လိုနှိပ်လိုက်ပါခင်ဗျာအဲ့ဆိုရင်မှာ Redder ကြီးပေါ်လာတယ်ဒါဆိုရင်တင်းတော့အောင်မြင် Redder အသုံးပြုနိုင်ဖြစ်ပါတယ်ဖတ်နိုင်ပါပြီသူ့ကြည့်နိုင်ပါပြီကျွန်တော်တို့ဒီကရည်ရဖို့ရပြဟုတ်အားလုံးကကြည့်ယူကြရကျေးဇူးတင်ပါတယ်